စီဆိုင်တွေမှာစီဖြစ်ရင်စိုက်ကယ်ဆိုတရက်ကို2လီတာ3ဘိန်းဆို4လီတာနဲ့အိမ်စီးကားဆိုရင်12လီတာပဲဖြည့်ခွင့်ပြုတော့မယ် QR ကုတ်စနစ်ကိုမြို့ကြီးတွေမှာစတင်ကျင့်သုံးနေပြီလို့ဆိုပါတယ်စစ်ကောင်စီဟာရန်ကုန်မန္တလေးနေပြည်တော်နဲ့တောင်ကြီးမြို့တို့မှာ QR ကုတ်စနစ်ကိုမက်လ12ရက်နေ့ကနေစတင်ကျင့်သုံးမှာဖြစ်ပြီးနောက်ပိုင်းတနိုင်ငံလုံးကျင့်သုံးမယ်လို့ထုတ်ပြန်ထားပါတယ်73စီဆိုင်တွေရဲ့တတ်မှတ်ချက်အရနေစဉ်စိုက်ကယ်တစ်စီးကျပ်6000ဖို့3ဘိန်းကျပ်9000နဲ့အိမ်စီးကားဆိုကျပ်3000ဖို့အထိသာရောင်းချခွင့်ရရှိမှာဖြစ်ပြီးထပ်မံဝယ်ယူခွင့်လည်းမရှိတော့တာပါအိမ်စီးကားမောင်းနှင်သူတဦးကလည်းမက်လ12ရက်နေ့ကနေစတင်ပြီး73စီဆိုင်ကဝီတက်ကိုစကန်ဖတ်ပြီးကျပ်3000ဖို့သာရောင်းချပေးတော့တာကြုံခဲ့ရပြီလို့အတိပေးမျှဝေထားတာတွေ့ရပါတယ်ဆိုတော့ highway သွားမဲ့အိမ်စီးကားတွေအတွက်ပိုခက်ခဲလာနိုင်ပြီးစုံမရက်ခွဲထားတာကြောင့်လည်းနေ့စဉ်စီဖြည့်တင်းနိုင်မှာမဟုတ်ပဲ2ရက်ကိုတစ်ကြိမ်သာအပြင်ထွက်စီတန်းခွင့်ရရှိမှာဖြစ်ပါတယ်ခီးတဲ့တင်ကားတွေကုန်တင်ကားတွေကတော့တရက်ကိုဒီဇယ်50လီတာသာစီဖြည့်ခွင့်ရှိပြီးတော့ဒီဇယ်3အိမ်စီးကားနဲ့ light truck တွေကလည်းတရက်ကိုလီတာ20သာစီဖြည့်ခွင့်ရရှိမှာပါလိုင်စင်မဲ့ကားတွေစိုက်ကယ်တွေစီဖြည့်ခွင့်မရှိတော့ပါ